ပဋ္ဌာန်းသိင်္ဂါရပါဖယားမဟာမရဏဘူဇန္တမောဒန္တသုတ္ထုမာနတမယံကရောမဘုံညာနိဒာနိသောနေတိတံကတောမဟာမရဏဘူဇန္တအမြတ်တတဝတွေဘယမတံကြစီဘူးဖယားပရမေဘဂဝါဤမဟာပဒံဆိုတဲ့တရားဒေသနာတော်မြတ်ကြီးကိုအံရှိလောက်စွာယူမြော်လို့ပူဇော်ယူပွားနာကြကြပါကုန်သောမယံခန္ဓာမြေစကဖယားဘဂဝါကျမ်းဂလာမတင်ပြလည်းပြေလက်မစွာမြတ်မမဟုတ်သောနာယုတ်ပြဖြစ်သောဘုရားတပည့်တော်တို့သည်သုတ္ဓမာနတမကောင်းစိတ်မှန်သမျှတွေကိုထောင်ကြိတ်ချေစုကားချသလိုကျန်စာတွေခေါ်စိတ်ကောင်းရှင်တော်မူကြကုန်လည်းရဲ့မောဒန္တာမမထံတရားတွေကိုတရလဆန်းစွာရုပ်ပွားနာယူကြသဖြင့်စေရနာတတမယိုင်းပါရေရန်ကုန်တိုင်းဒေသကြီးစမ်းကြောင်မြို့နယ်ဧသေတိကျောင်းတိုင်ကြီးအတွင်ဘယာတွေကင်းစေဖို့သာသနာစေရင်ဝမ်းမြောက်ခြင်းရှိကြကုန်လည်းရဲ့ဘုံညာနီမပဒံပွဲသည်ချိန်ချိန်ကြီးမြချီးမြှောက်ရသည်ပစ္စယနုဂဟနဝပေါင်းစုမြတ်ကောင်းမှုကုသိုလ်တော်များကိုကရောမပြည့်စုံပါနှင့်သန္တရာနဗျာအကျိုးဘွားတို့ရအဓိကထားလျက်အာကိုရမံအမတတရားတွေကိုမိမိရရကြိုးစားပေါ်မြအထုလိုက်ကြပါကုန်၏ဒါနီယခုအခါ၌သောတဘာနှင့်တဘာကြည်နူးရွှင်ပြရွတ်ပတ်ပူဇော်ကြသည်မဟာပဋ္ဌာန်းပူဇော်ပွဲကြီးသည်နေတိတံပြီးဆုံးခြင်းသို့ကတော်ရောက်ခဲ့လေပြီနေတိတံကတော်မဟာပဋ္ဌာန်းရွတ်ပတ်ပူဇော်ကြပါတဲ့အရှင်မြတ်တွေကလည်းပြုံးရွှေစွာနှလုံးဘဝမှာချမ်းမြေ့ကြပါတဲ့တက္ကမတွေရဲ့မြတ်တရားမပြတ်အခါခါစေတနာကောင်းစီဖို့တက္ကမအပေါင်းတို့ရဲ့အိစီတံလိုရသုံးပြီးတော့နေတိတံ